ချင်းရတဲ့တင်လေးတို့ရေအားလုံးပဲမြင်လာပါနော်ဒီ box လေးကတော့မြန်မာပြည်ကနေထည့်လာပေးတဲ့ရှမ်းပြည်ဒေသထွက်စားစရာလေးဖြစ်ပါတယ်ရောက်လာတာတော့2ရက်ရှိပါပြီဒါပေမဲ့ဒီနေ့မှဗီဒီယိုရိုက်ပြီးတော့အမတ်တရလေးတင်ချင်တာနဲ့တင်လိုက်ပါတယ်ရှင်မနေ့ကလေးကရောက်လာတာဖြစ်ပါတယ်ဒါလေးကတော့ပဲပုတ်စီကြော်ပါပဲပုတ်စီကြော်ကတော့ရဲရောက်ချင်းမဲ့တထုပ်ကိုထမင်းပူပူလေးနဲ့ဖောက်ပြီးစားလိုက်ပါပြီရှင်ပဲပုတ်စီကြော်လေးပါစားလို့ရမ်းကောင်းပါတယ်ရှမ်းပြည်ဒေသထွက်တာလေးပါနော်စားလို့ရမ်းကောင်းလားသူမနေ့ကထမင်းပူလေးနဲ့စားရတာတထုပ်ကုန်သွားတယ်ဒါလေးကတော့လက်ဖက်ချင်ဆက်လေးပါလက်ဖက်ကောင်းကောင်းစားချင်တယ်ဆိုလို့ရှိရင်ပလောင်တောင်တက်ရတယ်တဲ့ဒါရှမ်းပြည်ဒေသကထွက်တဲ့လက်ဖက်လေးပါနော်စားလို့ရမ်းကောင်းပါတယ်လက်ဖက်ချင်ဆက်လေးကိုနှက်ထားတာကိုထည့်လာပေးတာပါရှင်လက်ဖက်ချင်ဆက်လေးပါတပိတ်တာပေါ့နော်90သားစီထုတ်လာပေးတယ်တပိတ်တာပါရှင်နောက်တစ်ခုကနနွေးမုံလေးပါနနွေးမုံကြီးကလည်းဒီမှာရှိပါတယ်ဒါပေမဲ့မြန်မာပြည်ကထွက်တဲ့နနွေးမုံလေးသုံးချင်လို့ပါနနွေးစစ်လေးပေါ့နော်ဘာလို့အယောင်မတူရတာလဲဆိုတော့ခြံချင်းမတူလို့ပါတယ်ရှင်ဒါလေးကတော့ငြုပ်သီးမုံပါငြုပ်သီးမုံလေးကဂျင်းစိန်ခင်းထဲမှာစိတ်ထားတဲ့ငြုပ်သီးကိုအချောက်လန်းပြီးမှထောင်းပြီးမှထည့်လာပေးတာဖြစ်ပါတယ်ရှင်ဂျင်းစိန်ခင်းထဲမှာစိတ်ထားတဲ့ငြုပ်သီးလေးကိုထောင်းထည့်လာပေးတာပါအရင်လဲမွေးပါတယ်ဆက်လက်ဆက်ပါတယ်အနက်လေးလဲမွေးလေးပါရှင်